ဆယ်လီမီကိုငကားမျက်စောင်းနဲ့ကြည့်တဲ့ဗီဒီယိုဖိုင်ကြောင့်စိတ်ထားမကောင်းမှုဆိုပြီးဝေဖန်ခံနေရတဲ့တန်သားကြီးတရုတ်ဆောင်မင်းသမီးတန်သားကြီးကတော့ပွဲတဲ့အခမ်းအနားတစ်ခုမှာလှုပ်လိုက်တဲ့အပြုအမူလေးတစ်ခုကြောင့်စိတ်ထားမကောင်းမှုလို့ဆိုပြီးတော့လူပြောများနေရလဲဖြစ်ပါတယ်အထူးသဖြင့်အခမ်းအနားတစ်ခုမှာတန်သားကြီးကချေမိုးပြီးတော့TikTok ဆယ်လီမီရဲ့ပေါ်လှုပ်လိုက်တဲ့အမူအရာဟပ်ပန်တွေကြောင့်စိတ်ထားမကောင်းမှုဆိုပြီးတော့ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်TikTok ဆယ်လီမီကတော့အန်တီရေပွဲလာကင်းမွန်လာကနန်လာဗီဒီယိုဖိုင်နဲ့ TikTok မှာနာမည်ကြီးလူသိများလာတဲ့ TikTok ဆယ်လီတူပဲဖြစ်ပါတယ်မီကရုရှားမှာရုရှားလူမျိုးချစ်သူနဲ့အတူအခြေချနေထိုင်နေရလဲဖြစ်ပါတယ်အခုတော့မေဟာသူချစ်တဲ့နိုင်ငံသားနဲ့အတူမြန်မာနိုင်ငံကိုအလဲအပတ်ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်ဒီလို TikTok ဆယ်လီမီကမြန်မာနိုင်ငံကိုအလဲအပတ်ရောက်ရှိလာတဲ့ချိန်မှာ TikTok ဆယ်လီဆိုရင်ဘာလာကြော်ညာခိုင်းတဲ့စိန်ဆိုင်တွေကငွေပေးငါလိုအခမ်းအနားပွဲတွေတက်ရောက်နေရလဲဖြစ်ပါတယ်ဒါကြောင့်လည်းမေကစိတ်နှံတော်ကလုပ်တဲ့ promotion ပွဲတစ်ခုကိုတက်နေရတာလည်းဖြစ်ပါတယ်အဆိုပါပွဲကိုတော့တရုတ်ဆောင်မင်းသမီးတန်နာကြီးနဲ့ချစ်သူတရုတ်ဆောင်ဆိုတော့အောက်ဆိုခန့်အပါအဝင်နာမည်ကြီးပညာရှင်တွေတော်တော်များများတက်ရောက်လာကြတာလည်းဖြစ်ပါတယ်ဒီလိုအချိန်မှာတန်သားကြီးကစင်မော်မှာTikTokဆယ်လီမင်းနဲ့အတူတူပရိသတ်တွေကိုနှုတ်ဆက်ချိန်မှာမျက်နှာမသားမယားနဲ့စူပုတ်နေရတဲ့ဖြစ်ပါတယ်ဒီလိုမျိုးတန်သားကြီးရဲ့မျက်နှာမသားမယားနဲ့စူပုတ်နေတဲ့အပေါ်မှာပရိသတ်တွေကမေကTikTokဆယ်လီမလို့အစစ်တမ်းမတူဘူးသူတို့လိုမျိုးထိတ်တန်းမင်းသားမင်းသမီးတွေနဲ့တဒန်းနဲ့စင်မော်တက်ရတာရောအောက်တယ်အဲ့လိုကြောင့်မျက်နှာစူပုတ်နေရတယ်လို့ထင်ကြီးတွေပေးခံနေရတာလည်းဖြစ်ပါတယ်ဒါကြောင့်တချို့ကတန်သားကြီးအနေနဲ့အစစ်တမ်းမခွဲခြားစိတ်ဓာတ်ကောင်းထားတဲ့နယ်လို့ဆိုထားကြောင်းလည်းတွေ့ရှိရပါတယ်ရှင်ဒါပေမဲ့လည်းတချို့ကတော့တန်သားကြီးဟာကိုယ့်ဘာသာမျက်နှာထားတီတာကိုလိုရာဆွဲမတွေ့ကြဖို့ပြောဆိုနေတာလည်းတွေ့ရှိရပါတယ်ရှင်ကိုချန်ပီယံ2လို့ပြောနေကြတာလည်းဖြစ်ပါတယ်ဒါကလည်းဂျိုရှွာဘန်က UFC Flyweight Champion ဘန်ဒိုဂျာကိုမကစားပဲအလွယ်တကူအနိုင်ရတာကြောင့်လို့ဆိုပါတယ်ဒါကြောင့်လည်းတချို့ပရိသတ်တွေကအထူးသဖြင့်ဂျပန်ပရိသတ်တွေကဂျိုရှွာဘန်ကချန်ပီယံ2ပါသူတို့ဂျပန်လိုမျိုးအားကစားသမားထန်စရွန်တိုင်ကပဲအလွယ်တကူအနိုင်ရသွားမယ်လို့ထင်ကြတာလည်းဖြစ်ပါတယ်ဂျိုရှွာဘန်နဲ့ထန်စရွန်တိုင်ပန်တို့ရဲ့ပြိုင်ပွဲကထင်ထားတာထက်ကြည့်ကောင်းခဲ့ပါတယ်ဒါပေမဲ့ဂျပန်ကစားသမားဟာမြန်မာကစားသမားဖန်ကိုလက်သေးချင်းရှင်မထိုးနိုင်ခဲ့ပါဘူးဒါကြောင့်အားနေရင်လိုက်ဆွဲနေတာပါမြန်မာကစားသမားကတော့လက်သေးနဲ့ရှင်ထိုးရမှာဂျပန်ကစားသမားကိုအသာရလာခဲ့ရလည်းဖြစ်ပါတယ်ဒီလိုနဲ့တတိယအကြိမ်မှာတော့ဂျိုရှွာဗန်ကဂျပန်ကစားသမားကိုအသာစီထိုးနိုင်ခဲ့ပေမဲ့10မိနစ်လောက်မှာစိတ်တက်ရောစိုက်ခံမှုပါမှလို့အဆုံးမသက်နိုင်ခဲ့ပါဘူးဒါပေမဲ့လည်းစတုတ္ထအချိန်ရောက်မှာတော့မာပါတယ်ဆိုတဲ့ဂျပန်ကြီးလည်းမတောက်ခံနိုင်တော့ပါဘူးဗန်ကိုအကျုံးပေးသွားတာလည်းဖြစ်ပါတယ်ဒီနိုင်ပွဲကြောင့်ဗန်က UFC မှာ10ပွဲဆက်နိုင်ရလာသလိုချန်ပီယံကိုပဲကာကွယ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ဗန်ကတော့ဒီနိုင်ပွဲအတွက်မြန်မာပရိသတ်တွေကိုကျေးဇူးတင်ကြောင်းမြန်မာပြည်သူတွေဂုဏ်ယူနိုင်ပါပြီလို့ပြောသွားခဲ့တာလည်းတွေ့ရှိရပါတယ်ဂျိုရှွာဗန်ကချန်ပီယံကပတ်ကာကွယ်ဖို့အတွက်သူနဲ့အပြည့်မကစားရသေးတဲ့ဗန်ဒိုချာနဲ့ကစားရမှာပဲဖြစ်ပါတယ်ပရိသတ်တွေရောဂျိုရှွာဗန်ရဲ့နိုင်ပွဲကိုဘယ်လိုမြင်လဲဆိုတာကွန်မန့်မှာရေးသွားပေးခဲ့ကြပါအောင်ရှင်